အားလုံးမင်္ဂလာပါနော်ဒီနေ့ဝီရိုရဲ့အိမ်တွင်တဘာဝနည်းတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဝီမျှဝေပေးခြင်းတဲ့အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်ကြက်ဟင်းကားတီးကိုစားသုံးပေးရင်ဘလို့အကျိုးကျေးဇူးတွေကိုရနိုင်မလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်နော်ကြက်ဟင်းကားတီးလို့ပြောလိုက်တာနဲ့လူတော်တော်များများကသိကြတာပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကြက်ဟင်းကားတီးမှာဆိုလို့ရှိရင်ကြော်လို့လည်းရတယ်လို့ချက်လို့လည်းရကြတာပေါ့နော်။ပြီးလို့ရှိရင်ကြက်ဟင်းကားတီးမှာဆိုလို့ရှိရင်ကျမရေးအတွက်အကျိုးကျေးဇူးတွေကတော့အများကြီးပေါ့နော်။ဒါပေမဲ့စားလိုက်တာနဲ့ခါသက်တက်တဲ့အရာတာရှိတဲ့ကြက်ဟင်းကားတီးပေါ့နော်။အမှန်တကယ်မှာဆိုလို့ရှိရင်ဒီကြက်ဟင်းကားတီးကအပူပိုင်းဆိုတဲ့ရာဒီမပေါလို့ရှိတယ်အဓိကအဖြစ်ပေါ့နော်အာရှတိုင်းပြည်ဘက်ကပေါ့နော်။ပြီးလို့ရှိရင်ဒီကြက်ဟင်းကားတီးမှာလည်းကျိုးကျေးဇူးတွေအများကြီးပါဝင်တဲ့ခါကြလို့ရှိရင်ကျမကြီးအတွက်ဘာတွေသုံးပေးလို့ရနိုင်မလဲဆိုတာကိုဝိနဲ့တူဆက်ပြီးတော့နားထောင်ကြည့်ကြရအောင်နော်အရင်ဥဆုံးဒီကြက်ဟင်းကားတီးမှာပေါ့နော်သူ့ရဲ့အာဟာရကဘာတွေရှိတယ်ဆိုလို့ရှိရင်ကြက်ဟင်းကားတီးမှာဆိုလို့ရှိရင်ကယ်လိုရီပါဝင်မှုကအလွန်လျော့နေပါတယ်ဒါပေမဲ့တန်ဖိုးရှိတဲ့အာဟာရဓာတ်တွေကအများပြားပါဝင်ပါတယ်နော်ကျဟင်္ဂါတီးမှာဆိုလို့ရှိရင်ဗီတာမင်1ပြီးလို့ရှိရင်2ပြီးလို့ရှိရင်3နဲ့ဗီတာမင် C ပြီးလို့ရှိရင် folic acid အဲ့ဒါတွေလည်းပါဝင်ပြီးတော့မြင့်ဓာတ်တွေလည်းကောင်းစွာပါဝင်တယ်ပြီးလို့ရှိရင်ဓာတ်ဓာတ်တွေလည်းပါဝင်တယ်ပြီးလို့ရှိရင်ဒီကယ်ဆီယမ်တွေပါဝင်တယ်ဟင်းနည်းနွယ်ရွက်ထက်2ဆနဲ့ပိုတက်ဆီယမ်ပါဝင်မှုကငပြောတိထက်2ဆနဲ့အသီးသီးပါဝင်နေပါတယ်ဒီချက်ဟင်္ဂါတီးမှာဆိုလို့ရှိရင်သွေးရင်းသကြားဓာတ်ကိုကျစေတဲ့အာနိတင်ရှိတယ်လို့ပြီးလို့ရှိရင်အင်ဆူလင်လိုမျိုးပေါ့နော်ပါဝင်တဲ့ကြောင့်စီးချိုယောဂဖြစ်နေတဲ့သူအတွက်ဆိုလို့ရှိရင်ကောင်းကျိုးတွေအများကြီးရှိနိုင်ပါတယ်နော်ကျဟင်္ဂါတီးမှာဆိုလို့ရှိရင်ပေါ့နော်ဘလို့ကျမရေးကျေးဇူးတွေရှိလဲဆိုလို့ရှိရင်သွေးပြဿနာပေါ့နော်ပြီးလို့ရှိရင်ကျဟင်္ဂါတီးကအရေးပေါ့နော်သွေးစိတ်တိတာကြောင့်ဖြစ်တဲ့အရာနာတွေပြီးလို့ရှိရင်ရရမှုတွေခုတရမှာအလုံးမအကျေးကျိုးစုအများကြီးရှိတယ်ပြီးလို့ရှိရင်ဒီကျဟင်္ဂါတီးအရေးကိုပေါ့နော်တံမြာရည်နဲ့ရောပြီးတော့အစာမရှိတဲ့အချိန်မှာဆိုလို့ရှိရင်ဖြည်းဖြည်းချင်းငုံပြီးလို့ရှိရင်ပေါ့နော်နေ့စဉ်တောက်ပေးရင်4လကနေ6လအထိကြာမှာပေါ့နော်လုံးဝကိုတိတာရပေါ့နော်ပြီးလို့ရှိရင်ကာလဝန်းယောဂပေါ့နော်ကာလဝန်းယောဂရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်အစောပိုင်းအစိတ်မှာဆိုလို့ရှိရင်ကြက်ထားတဲ့ဒီကျဟင်္ဂါတီရွက်ကိုပေါ့နော်လက်ဖက်စာစွန်းနှစ်စွန်းနဲ့ကျက်သွန်နီအရေးလက်ဖက်စာစွန်းနှစ်စွန်းကိုပေါ့နော်ပြီးလို့ရှိရင်တံမြာရည်နဲ့လက်ဖက်စာစွန်းတစ်စွန်းကိုပေါ့နော်စသူရောပြီးလို့ရှိရင်တောက်ပြီးလို့ရှိရင်ကာလဝန်းယောဂကိုတက်တာစေတယ်နောက်တစ်ခုမှဆိုလို့ရှိရင်အမျိုးအစားသုံးစီးချိုယောဂပေါ့နော်ကျဟင်္ဂါတီးမှာပါတဲ့အပင်ထွက်အင်ဆူလင်ကဆိုလို့ရှိရင်စီးနဲ့သွေးထဲကနေတခြားတက်ကိုရောကြစေတဲ့အတွက်ကြောင့်မလို့အကျေးကျေးစုတွေကအများကြီးရှိပါတယ်ကျဟင်္ဂါတီးမှာဆိုလို့ရှိရင်ဒီသွေးတွင်းကအင်ဆူလင်အဆိပ်ကိုတိုးစေတာမျိုးမရှိဘဲနဲ့ပေါ့နော်ဂလူကို့ခံနိုင်ရရှိဖို့ကိုတိတိကျကျကောင်းမွန်စေနိုင်ပါတယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်ပေါ့နော်မစ်စစ်ပြဿနာပေါ့နော်ကျဟင်္ဂါတီးမှာဆိုလို့ရှိရင်ဒီတကယ်လို့တင်နဲ့တခြားအနိတင်တွေပါဝင်တာအတွက်ကြောင့်မလို့မစ်စစ်ပြဿနာတွေမှာဆိုလို့ရှိရင်ကွင်းဝေးကြည့်ပြီးတော့အမြင်အာရုံလည်းတိုးတက်ကောင်းမွန်စေပါတယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်အရနာကြသမားတွေပေါ့နော်ကျဟင်္ဂါတီးရေကိုအရနာကြတောက်တဲ့သူတွေဆိုလို့ရှိရင်ကောင်းကျိုးတွေရှိတယ်ကိုခံဆွဲအားတယ်လည်းသူကကောင်းမွန်စေတယ်ပေါ့နော်ပြီးလို့ရှိရင်လက်ကောင်းယောဂသမားဆိုလို့ရှိရင်အရွက်ကရတဲ့အရင်နဲ့လက်ဖက်ရည်စွန်း3စွန်းစာကိုထောပတ်နဲ့နှုတ်တစ်ခွက်နဲ့ယောဂနဲ့တိုင်းစားပေးเนาะအဲ့ဒါဆိုလို့ရှိရင်လက်ကောင်းကနာကျင်နေကျဟင်္ဂါတီးရဲ့အမြင့်ကိုပေါ့နော်ပြစ်လေးလိမ့်ပြီးတော့ကြိုက်ပြီးလက်ကောင်းပေါ်မှာကိုပေါ့နော်အောက်ပြီးအဲ့ဒါဆိုလို့ရှိရင်အမြင့်တွေပြောက်စေတယ်ပေါ့နော်နောက်ဆုံးတစ်ခုမှဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းပေါ့နော်အသက်ရှူလမ်းကြောင်းပြဿနာဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်လက်ဆက်တဲ့ကျဟင်္ဂါတီးအရေးနှိရအောင်ရေရောပြီးတော့ပေါ့နော်ပြားရည်တစ်ခွက်ကိုတောက်ပြီးအဲ့ခါကျလို့ရှိရင်ပန်းနာရင်ကျက်လေးပြုံရောင်လာစတာအသက်ရှူလမ်းကြောင်းဝေဒနာတွေပေါ့နော်တက်တာစေတယ်ပြီးလို့ရှိရင်စီးချိုယောဂကုသနေတဲ့သူတွေစီးချိုယောဂရှိနေတဲ့သူတွေနဲ့ကျဟင်္ဂါတီးအရေးကိုမတောက်ခင်မှာဆရာဝန်နဲ့အရင်တိုင်းပင်เนาะဒါပေမဲ့စားသုံးပေးလို့ရတယ်ကိုဝန်ဆောင်တွေရောအနေနဲ့ရောအလုံးမင်းစားတာမျိုးတွေလည်းရှောင်ပေးသိပါတယ်เนาะဒါဆိုလို့ရှိရင်ဝီတို့ကျမရေဘူးတူကြတွေကိုအများအားမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဗီဒီယိုတွေကိုသိစေဖို့စခက်လေးနဲ့ notification လေးနှိပ်ပေးသွားဖို့မမေ့နဲ့အောင်